ရှိကပြည်သူရဲ့ရုပ်စင်ကချွန်လာတယ်တော့အရင်မှမနေနေခွင်မြို့ကိုသာမခေါ်မယ် သမီးစားစကားလာမပြောနဲ့တော်သူများသာချင်နေယူသားစွာလူတရားကိုအများကြီးတည်တယ် စိတ်ကောင်းမှုပေါင်းတောင်းမှမယ်ပြည်သူရဲ့ဘေးရွာမှာနေတာကိုကြည့်ချင်လာပါ